အားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာရှိသောနေ့လေးကလေးပါကိုမဟုတ်တော်အားလုံးပဲเนาะဒါလေးတူရောင်ရဲ့မင်္ဂလာရှိသောနေ့လေးကလေးကနေပြီးတော့ကိုမဟုတ်တော်အားလုံးကိုမင်္ဂလာပါလို့ပဲဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်เนาะအဲ့တော့ဒီနေ့မှာတော့ဒါလေးတူရောင်ရဲ့ဒီဗီဒီယိုဖိုင်လေးဒီအပတ်စဉ်တိုင်းအောင်လာတော့အောင်နေတော့ free sympathy ဒါလေးတူရောင်လာပြီးတော့မှเนาะတင်ပေးတာပဲဖြစ်ပါတယ်အဲ့တော့ free sympathy နဲ့အတူဒီတစ်ပတ်မှာဆိုလို့ရှိရင်စူဘူးနှစ်ကွက်ပါမယ်အဲ့ဒီစူဘူးနှစ်ကွက်ဒီတစ်ပတ်မှာအရန်အားကောင်းတယ်အရန်ကြိုက်တယ်เนาะအဲ့တော့နောက်ထပ် free sympathy ဒီစောမယ် free sympathy ရဲ့တင်ခွက်တွေကိုလည်းဒါလေးတူအောင်အရန်ကြိုက်တယ်เนาะအဲ့တော့ကိုမဟုတ်တော်အားလုံးပဲဒီတစ်ပတ်ရဲ့စူဘူးလေးနဲ့ free sympathy တွေကိုတည်တည်ချာလေးကစားစီခြင်းတယ်เนาะတည်တည်ချာချာလေးကစားစီခြင်းနဲ့ခင်ဗျတော်တော်လေးကောင်းလို့ပါเนาะဆော့ဆော့ကတော့ဒါလေးတူအောင်အကန်ကောင်းဆိုတဲ့ channel လေးကနေပြီးတော့မှ like လွန်ပေးပြီးပဲဖြစ်ပါတယ်เนาะ like လွန်ပေးပြီးပဲဖြစ်ပါတယ်ဒါကတော့ video file လေးပါဒါအောင်ကောင်းဆိုတဲ့ channel လေးပါအဲ့တော့ဒါလေးကတော့ video file လေးဖြစ်တာအတွက်လိုရင်းတူရှင်လေးပဲဒါလေးတူအောင် video လေးကိုဆိုတော့เนาะလိုရင်းတူရှင်လေးပဲပြောပေးသွားမယ်ဒီချာလေးနားလဲနားထောင်ပါเนาะဒါပေမဲ့ live show ထဲမှာဒီချာလေးရှင်းပြတာကိုသိချင်ပါတယ်ဆိုရင်တော့เนาะကန်ကောင်းလို့လည်းရိုက်ရှာလို့ရတယ်เนาะဆိုတော့ကိုမဟုတ်တော်လိုပဲ free sympathy ဒီ9ပိုင်9ဘတ်တီးပါเนาะ free sympathy ဒီ9ပိုင်9ဘတ်တီးပါကိုမဟုတ်တော်လိုပဲเนาะတင်ခွက်ဒီ50 53 58ပဲဖြစ်တယ်เนาะ free sympathy ဒီ9ဘတ်တီးပါတင်ခွက်ဒီ50 53 58ပဲဖြစ်ပါတယ်ခင်ဗျเนาะကိုမဟုတ်တော်မှဒီချက်ချာလေးမှတ်ထားပါ free sympathy စောမယ်เนาะ free sympathy စောမယ် free sympathy အတင်ခွက်တွေကိုလည်းအရန်ကြိုက်တယ်စူဘူးတွေကိုလည်းအများကြီးကြိုက်တယ်เนาะအဲ့တော့စူဘူးဒီ1432ပဲဖြစ်တယ်เนาะစူဘူးဒီ1432ပဲဖြစ်ပါတယ်ခင်ဗျကိုမဟုတ်တော်လို့ပဲเนาะအားလုံးပဲတတ်တာပါ